ထွက်ကြလာခဲ့ပြီကြည့်ရှုဆောင်ရှောက်ခြင်းတွေသူမလို့တော့ပြီရန်ကုန်မြို့ရဲ့လာပါသူခေတ်ထွက်လိုက်တာမိတ်ဆွေတယောက်ငါလာခေါ်နေယုံထွက်မရတဲ့ချိုးရွတ်တွေမှုမှာဘွားခနာလေးအဖြစ်အပါကြီးလေဆိုရတည်သွားခဲ့